Hello အားလုံးပဲမင်္ဂလာပါကျွန်တော် Newtonian Help မှာနေပြန်လဲကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုအနေနဲ့ကျွန်တော် calculus နဲ့ပတ်သက်ပြီးတော့ဒါ limit and tangent problem ဆိုတဲ့ concept လေးကိုကျွန်တော်ပြောပြချင်ပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့နဲ့ပတ်သက်ပြီးတော့ပေါ့နော် limit နဲ့ပတ်သက်ပြီးတော့မစခင် story လေးတစ်ခုကိုပြောပြချင်တယ်ပေါ့နော်။ဆိုတော့ဒီ story မှာကျွန်တော်ရှေ့ခေတ်ကပေါ့နော်သင်္ချာနဲ့ပတ်သက်တဲ့ story တစ်ခုဖြစ်ပါတယ်။အဲ့တော့ calculus ဆိုတာဘယ်လိုပေါ်ပေါက်လာလဲပေါ့နော်အဲ့တော့ calculus မပေါ်ပေါက်လာခင်ပေါ့နော် calculus ကိုတီထွင်နေတာ Newton နဲ့ပေါ့နော် Newton နဲ့ Leibniz ပေါ့နော်သူတို့နှစ်ယောက်မတိုင်ခင်ကျွန်တော်တို့ idea တစ်ခုရှိခဲ့တယ်ပေါ့နော်အဲ့ဒါ Archimedes ပါဆိုတော့ Archimedes ကပြောတယ်ငါတို့စုံဝိုင်းရဲ့စုံဝိုင်းတစ်ဝိုင်းရဲ့ area ကိုရှာချင်တယ်ဆိုရင်ပေါ့နော်ဒီစုံဝိုင်းကိုငါတို့အပိုင်းပိုင်းဖြတ်လိုက်လို့ရတယ်တဲ့ဒီစဝိုင်းကိုအပိုင်းပိုင်းဖြတ်လိုက်လို့ရတယ်ပေါ့နော်ဖြတ်ပြီးတော့ပြန်တိဆောက်ကြည့်မယ်ပေါ့နော်ပြန်တိဆောက်ကြည့်မယ်ဆိုရင်တဲ့ဒါကျွန်တော် shape တစ်ခုရရလိမ့်မယ်ပေါ့အဲ့ဒီ shape က parallelogram ဆိုတဲ့ shape ပါအဲ့မြန်မာလိုဆိုရင်တော့ဒါအနေပြန် student ပေါ့ okay ဆိုတော့ parallelogram ရလာမယ်ဆိုရင်တဲ့သူ့ရဲ့တဲ့ဒီအနံဟာ radius ဖြစ်ပြီးတော့သူ့ရဲ့အမြင့်ဟာတဲ့ circumference by 2ပါ okay ဒါပေမဲ့ပေါ့နော်ဒီအခုံနေမရှိချင်ဘူးကွာပို့ပြီးတော့ smooth ဖြစ်ချင်တယ်ဆိုရင်တဲ့ဒီစဝိုင်းကိုပို့ပြီးတော့ပေါ့နော်အနှုတ်စိတ်လေးပို့ပြီးတော့ဖြတ်လိုက်ပါတဲ့ဒီမျိုးပို့ပြီးတော့ပေါ့နော်စဝိုင်းအနှုတ်စိတ်လေးသူ့ရဲ့ဒီ white တွေကပို့ပြီးတော့ smooth ဖြစ်လေးပေါ့ okay ဆိုတော့ကျွန်တော်တို့ဒီစဝိုင်းကို infinitely ပေါ့နော် infinity so infinitely အပိုင်းနေအများကြီးဖြတ်လိုက်မယ်ဆိုရင်ဒီစဝိုင်းကဘာနဲ့တူအောင်လဲဆိုတော့ကျွန်တော်တို့နောက်ဆုံးနေမှာဒါ Thomas Dugan တခုဖြစ်သွားမယ်အဲ Thomas Dugan အလျာအနံ radius ဖြစ်ပြီးတော့အလျာဒါ circumference ကိုနဲ့စားရတာတဲ့အဲ့တော့သူ့ရဲ့ area လွယ်လွယ်လေးပဲတဲ့ 1/2 cr ပေါ့နော် area okay so ဒီ topic ကရှင်းလေးပဲအဲ့တော့ကျွန်တော်တို့စဝိုင်းတစ်ဝိုင်းကိုယူရဲအဲ့စဝိုင်းတစ်ဝိုင်းကိုအပိုင်းနေဖြတ်ပြီးတော့ပြန်ပြီးတော့ဆက်တယ်အဲ့တော့ဒီ technique ကိုကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုတော့ cutting and stitching cutting and stitching လို့ခေါ်ရပါတော့ဆိုတော့ cut လုပ်တယ်ပိုင်းဖြစ်တယ် stitch လုပ်တယ်ပြန်ပြီးတော့ချုပ်တယ် okayအဲ့တော့ဒီနေရာမှာ cut တဲ့အချိန်မှာလည်းဒါ infinitely အများကြီးပဲ stitch လုပ်တဲ့အချိန်မှာလည်းဒါ infinitely အများကြီးပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ calculus ကဒီ infinity ပေါ် base လုပ်ထားတာပေါ့ okay ပြောချင်တာဒီကဏ္ဍတွေက infinity ပေါ့နော် infinitely အများကြီးဖြစ်သွားတာ infinitely အများကြီးဖြစ်သွားတာလုံးဝအဆုံးမရှိပဲသွားနေနေတယ်ဒါကဏ္ဍတစ်ခုဖြစ်သွားတာလို့ okay အဲ့လိုမျိုးလေ့လာတဲ့ field တစ်ခုဖြစ်တယ်ပေါ့အဲ့တော့ဒီနေရာမှာဆိုရင်ဒါ calculus ကိုလေ့လာဖို့တဲ့လူကြည့်မယ်ပေါ့နော်ဒါ cut လုပ်တယ်ဆိုတော့ကဒါ different so different association ပေါ့နော်ပြီးတော့ stitch လုပ်လဲဆိုတာ integrate လုပ်တာပေါ့နော်တော့ cutting and stitching ဆိုတာတကယ် differentiation နဲ့ integration ပဲဒါပေမဲ့ 8k ခါတော့ဒါဖြတ်တယ်ပြန်ပြီးတော့စောက်တယ်ပေါ့ဆိုတော့ကကျွန်တော်တို့ cutting stitching မလုပ်ခင်ဒါ infinity ကိုစပြီးတော့လေ့လာကြည့်ရမယ်ပေါ့နော်so infinity ကိုစတင်မလေ့လာခြင်းမှာကျွန်တော်တို့ concept တစ်ခုဖြစ်တဲ့ limit အကြောင်းကိုပြောချင်တယ်ဆိုတော့ဒီနေ့ပြောချင်တဲ့ topic ကတော့ကျွန်တော် limit and tangent problem ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော် calculus က goal နှစ်ခုကတော့ဒါ tangent ပေါ့နော် tangent ကိုရှာတာနဲ့ curve တစ်ခုရဲ့အောက်က area ကိုရှာတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပထမအပိုင်းပေါ့ differential calculus မှာတော့ဒါကျွန်တော် tangent problem တွေကိုပဲအများဆုံးတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ limit အကြောင်းမပြောခင်မှာကျွန်တော် concept တစ်ခုကိုရှင်းပြခြင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ graph တစ်ခုကိုဆွဲလိုက်မယ် okay ဒါ x1 coordinate ပါအဲ့တော့ဒီမှာကျွန်တော် curve တစ်ခုကိုကျွန်တော်ဆွဲလိုက်မှာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်
ဒီ point B မှာရှိရဲ့ tangent ကိုကျွန်တော်လိုချင်တယ်နော်ကျွန်တော်ဒီ point B မှာရှိရဲ့ tangent ကိုလိုချင်တယ်ဒီ tangent ရဲ့ slope ကိုလိုချင်တယ်ဗျ okay ဒီ tangent slope တချို့လူရတော့ဒါ gradient လို့ခေါ်ကြတယ်ပေါ့နော်ဒီ tangent ရဲ့ slope ကိုလိုချင်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုရှာကြမလဲပေါ့ဆိုတော့ကအရင်ဆုံး point B ကိုဒီမှာယူထားလိုက်မယ်ပေါ့နော်ပြီးတော့သူနဲ့ minimum way မှာကျွန်တော် point တစ်ခုထပ်ယူလိုက်မယ်အဲ့ point ကကျွန်တော် Q လို့ယူလိုက်မယ် okay ဆိုတော့ကျွန်တော် point P နဲ့ Q ကိုကျွန်တော် line တစ် line အနေနဲ့ကျွန်တော်ဆက်လိုက်မယ်ပေါ့နော်အဲ့တော့ဒီ line ကဒါကျွန်တော်သိပြီဒါ secant line အဝင်ပိုင်းကိုဒါဖြတ်သွားတယ်ဒါ secant line ပေါ့ okay အဲ့တော့ကျွန်တော်ဒီ secant line တစ် line ကိုဆွဲလိုက်ပြီဆိုရင်ဒီ secant line ကို tangent line ဖြစ်ပြောင်းလဲရတယ်ဆိုတာရှုံချလား okay ကျွန်တော်ဘယ်လိုပြောင်းကြလဲဆိုတာကြည့်ကြည့်အောင်အဲ့တော့ကျွန်တော်ဒီ point Q ကနေပြီးတော့ Q အပေါ်နားမထည့်ရရင်ပေါ့နော်အောက်နားနည်းလေးရွှေ့လိုက်မယ် Q အဲ့တော့ကျွန်တော် Q အောက်နားနည်းလေးရွှေ့လိုက်မယ်ဆိုရင်ပြန်ပြီးတော့ဆွဲကြည့်မယ်ဆိုရင်ဒီ line ကတဖြည်းဖြည်းနဲ့အောက်နည်းနည်းကျလာပြီပေါ့နော် okay ကျွန်တော်ဒီ Q ကိုအောက်နားနည်းနည်းထပ်ရွှေ့ကြည့်မယ်ပြီးတော့ line ထပ်ဆွဲမယ်ပေါ့နော်တခြားရောင်နဲ့ဆွဲလိုက်မယ်ပေါ့ okay ဒီမှာဆိုရင်အောက်တဖြည်းဖြည်းကျလာအဲ့တော့ဒီမှာသတိထားမိရမှာကျွန်တော်တို့ဒီအဝင်းပိုင်းနဲ့ပေါ့နော်တဖြည်းဖြည်းနဲ့ line တွေကဒါထိလာတယ်ပေါ့ okay အဲ့တော့ကျူကိုကျွန်တော်ဒီအရင်ဝေးမထားဘဲနေပေါ့နော်ကျွန်တော်အောက်နားဒီပီနာလေးနဲ့ကပ်ပြီးရွှေ့လိုက်မယ် okay အဲ့ခါကျွန်တော်တို့ line ဆွဲကြည့်တဲ့အချိန်မှာတော့တဖြည်းဖြည်းနဲ့ဒါtangent မြင်တစ်ခုဖြစ်လာတာကိုတွေ့ရတယ်ပေါ့ဒီမှာဆိုရင် tangent မြင်တစ်ခုဖြစ်လာတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ this is nearly tangent မဟုတ်သေးဘူး okay အဲ့တော့ Q က P ကိုတဖြည်းဖြည်းနဲ့ကတ်လာတယ်ပေါ့နော်ကျွန်တော်တို့ point Q က point P ကိုတဖြည်းဖြည်းနဲ့ကတ်လာတယ်ပေါ့အဲ့တော့ဒီလိုမျိုး point Q ကနေ point P ကိုကတ်လာတာဒါ approach လုပ်တယ်လို့ခေါ်တယ်ပေါ့နော် approach လုပ်တယ်လို့ခေါ်တယ်အဲ့တော့ဒီမှာဆိုရင် Q ကနေပြီးတော့ P ကို approach လုပ်တဲ့ခါမှာတဲ့ secant ဟာတဲ့ becomes identical ဖြစ်လာတယ်။ဘာနဲ့ဖြစ်လာလဲဆိုတော့ to the tangent မြင်နေဒါ identical ဖြစ်လာတာကိုတွေ့ရတယ်။အဲ့တော့ကျွန်တော်တို့အနေနဲ့ it can be approximated ပေါ့နော်အဲ့တော့ tangent နဲ့ပို့ပြီးတော့ပေါ့နော်နီးစပ်လာတဲ့များ tangent အဖြစ် approximate လုပ်လို့ရလာတယ် okay အဲ့တော့ဒီ concept ကကျွန်တော် calculus ကလုံး fundamental ပဲအဲ့တော့ point တစ် point ရှိရယ်အဲ့ point တစ် point ကတစ် point နဲ့တစ် point အရင်နီးလာပြီးတော့သူတို့နှစ်ယောက်ရဲ့ secant line တဖြည်းဖြည်းနဲ့ tangent line ဖြစ်လာတာ okay အဲ့တော့ဒီ concept ကိုဒါ limit concept လို့ခေါ်တယ်ပေါ့နော်ဆိုတော့ပြောချင်တာ limit ကဒါlimit ကိုဘယ်လိုမျိုး define လုပ်လို့ရလဲဆိုတော့ဗောနော် 2 points point တစ်ခုရှိရယ် which become relatively close to each other that secant နေပြီးတော့identical ဖြစ်လာတယ်ပေါ့နော် tangent
အဲ့တော့ Q ကနေပြီးတော့ P ကိုကတ်လာတာနဲ့များ C ကန်နေပြီးတော့ tangent ကို identical ဖြစ်လာတယ်ဆိုတော့ limit ကလည်းအဲ့ဒီဘောတရားတိုင်းပဲကျွန်တော် point တစ် point ကတစ် point နဲ့တစ် point အရင်ကတ်လာတာနဲ့များဒါသူတို့နှစ်ယောက်ရဲ့ C ကန်ဟာ tangent တစ်ခုဖြစ်ပေါ်လာတယ်ပေါ့ okay အဲ့တော့ဒီနေရာမှာမေးစရာရှိရကျွန်တော် Q နဲ့ P ရောအဲ့ဒါဆိုရင်မတူနိုင်ဘူးလားပေါ့နော်အဲ့တော့နီးစက်လာတော့ဟုတ်ပြီအဲ့တော့နီးစက်လာနဲ့များ Q နဲ့ P ကတစ်ထပ်တည်းဖြစ်သွားလိမ့်မယ်လေမဟုတ်ဘူးလားအဲ့လိုဖြစ်လို့ရတာဆိုတော့ကျွန်တော် calculate မှာအဲ့လိုဖြစ်လို့မရဘူး okay အဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ငငယ်ကသင်ရတယ်ပေါ့နော်ဒီကျွန်တော် slope ရှာဖို့ဆိုရင် point နဲ့ point လို့ရတယ်အဲ့တော့ P တ point ရင်းနေဆိုရင်ကျွန်တော် slope သွားရှာလို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော် point P မှာဒါညင်းဟာတန်းနေပဲဟုတ်တယ်နော် point P မှာဒါမြင်းဟာsorry မြင်းဟာတန်းနေပဲဖြစ်နေမှာ okay အဲ့တော့ကျွန်တော်ဒီမှာ point P မှာဆိုရင်ကျွန်တော်ဒီမြင်းကမမတ်ကြီးဖြစ်နေမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာ undefined မှာ slope က undefined မှာ okay ဟုတ်ပြီဆိုတော့ Q ကနေပြီးတော့လေ P ဖြစ်လို့မရအောင်ဒါပေမဲ့ limit as Q approach to P ဆိုပြီးတော့ကျွန်တော်တို့ရေးလို့ရပါတယ်အဲ့တော့ဒီ notation နဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ဗီဒီယိုမှာထပ်မံပြီးတော့ရှင်းပြပါမယ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲကြည့်ရှုပေးရကျေးဇူးအများကြီးတင်ပါတယ်